ချစ်သူလေးကဆိုတော့ဟန်နီနာမဟုတ်ကြောင်းအခုလိုပုံနဲ့တကွာထုတ်ပြလာတဲ့ခင်ဝင်းဝါပရိသတ်တွေအနေနဲ့ပုံလေးတစ်ပုံကြောင့်ချစ်သူအစ်စ်လေးကဆိုတော့ဟန်နီနာမဟုတ်ပဲအခြားတစ်ယောက်ဆိုတာကိုသိခွင့်ရလိုက်တာကခင်ဝင်းဝါရဲ့လက်ရှိအခြေရေးပါဒါကြောင့်လေပရိသတ်ကြီးတို့ကအဆိုတော့ဟန်နီနာမဟုတ်တဲ့အတွက်အံ့ဩနေကြတာလည်းဖြစ်ပါတယ်ခင်ဝင်းဝါကသူမနဲ့အတူဓာတ်ပုံရိုက်ကူထားတဲ့သူကတခြားသူမဟုတ်ပဲတငယ်ချင်းဖြစ်တဲ့ငိမ့်တော်နဲ့ကပယ်ရိုက်ထားတဲ့ပုံလေးတွေပဲဖြစ်ပါတယ်ဒါကြောင့်လဲပရိသတ်တွေကဟန်နီတာမဟုတ်ပဲအမှန်တကယ်ငိမ့်တော်လားဆိုပြီးတော့မိကုန်းတွေထုတ်နေကြတာလည်းဖြစ်ပါတယ်လက်တလုံးမှာလည်းဒီပုံလေးကလူမင်းကွန်ရက်မှာတော်တော်လေးကိုပေါက်နေခဲ့သလိုပရိသတ်တွေကတော့အထင်ကြီးပြီးနေခဲ့ကြတာလည်းဖြစ်ပါတယ်အမှန်တကယ်လေသူတို့နှစ်ယောက်ကလိုက်ဖက်လုံးနေတာကြောင့်လဲဝိုင်းရှိပြီးနေကြတာပါခင်ဝန်းဝါနေနဲ့လေသူမရဲ့အခြေရေးကိုပွင့်လင်းမြင်သာစွာမထုတ်ပြထားသလိုငိမ့်တော်ကလည်းအတူတူပဲဖြစ်နေပါတယ်လက်ရှိမှာသူတို့နှစ်ယောက်ကအချစ်ရည်သတင်းတွေနဲ့တက်ဆိုင်သူတွေရှိထားကြတယ်ဆိုပေမဲ့ပေါ်ပေါ်တင်တင်တွဲသားတွဲလာတာမလုပ်ခဲ့တာကြောင့်လဲအထင်နဲ့ခန့်မှန်းနေုံလောက်သာဖြစ်နေကြရလဲဖြစ်ပါတယ်အတူတပြေငိမ့်တော်ကဂင်းနေကြကြောင့်လဲလက်ရှိအခြေရည်မှာတိတ်သတင်းမထွက်သလိုခင်ဝန်းဝါကလည်းမထူးကြပါဘူးခင်ဝန်းဝါအနေနဲ့ကတော့အနုမညာလောကမှာထိတ်တန်းကရည်တည်နေသလိုပုရိသအမျိုးသားတို့ကလည်းခလေးဆိုပြီးတော့နင့်နယ်ဘေးကချစ်စနုနဲ့ခေါ်နေကြတာလည်းဖြစ်ပါတယ်ပူပွင့်လေးလေးနဲ့အရှိကိုအချီတိုင်းချပြတတ်သလိုဟန်ဆောင်မောင်ရတွေမရှိပဲရိုးသားစွာနေတတ်လို့လဲပရိသတ်တွေကအချစ်ပုံနေရလဲဖြစ်ပါတယ်အထူးသဖြင့်ခင်ဝန်းဝါကအချစ်ရင်သတင်းတွေနဲ့တော့ကောလာဟာလာတွေရှိခဲ့ပေမယ့်သူမကိုယ်တိုင်ကတရားဝင်ချပြတာမျိုးတော့မရှိသေးပါဘူးတကယ်တော့ခင်ဝန်းဝါနဲ့ငိမ့်တော်အတူရိုက်ကူထားတဲ့တပ်ပုံလေးကကြော်ညာအတွက်တိတက်ရိုက်ကူထားတဲ့ပုံလေးတွေသာဖြစ်ပါတယ်တကယ်လို့သူတို့နှစ်ယောက်သာတကယ်ပဲချစ်သူဆောင်တွဲလေးဖြစ်သွားခဲ့ရင်ပရိသတ်ကြီးတို့ကသဘောတူပေးရလားဆိုတာပြောသွားပြကြပါအောင်ရှင်ခင်ဝင်းဝါကလက်ရှိအချိန်မှာတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုအများဆုံးသရုပ်ဆောင်နေရတဲ့မင်းသမီးတစ်လက်ဖြစ်လာပါတယ်အကယ်ဒမီဆုကိုလည်းရချတာဖြစ်လို့သူနဲ့အတူရိုက်ကူးခြင်းနဲ့ထုတ်လို့ရေးတွေကလည်းအများကြီးရှိပါတယ်ဒါပေမဲ့ခင်ဝင်းဝါလိုနာမည်ကြီးမင်းသမီးနဲ့တောင်ဇာတ်ကားအတူတူတွဲပြီးတော့မရိုက်ချင်တဲ့မင်းသားမင်းသမီးတွေလည်းအများကြီးကြုံခဲ့ရပါတယ်ခင်ဝင်းဝါကအလှမယ်လောကတွေကနေသရုပ်ဆောင်လောကတွေကိုဝင်ရောက်လာခဲ့သူဖြစ်ပါတယ်အလှမယ်ကနေပြီးတော့သရုပ်ဆောင်ဖြစ်လာလို့သူ့ကိုလက်တွဲခေါ်တဲ့သူတွေလည်းရှိသလိုနှိမ်တဲ့သူတွေလည်းရှိပါတယ်ခင်ဝင်းဝါကရုပ်ရည်လည်းရှိသလိုအရေးချင်းလည်းရှိတာကြောင့်အမျိုးသားပရိသတ်တွေကသူ့ကိုပို့ပြီးတော့သဘောကျကြပါတယ်လူကြိုက်များနေချိန်မှာကြော်ညာလောက်တာရိုက်ခဲ့ရပြီးရုပ်ရှင်ဇာတ်ကားကြီးတွေကိုမကတ်နိုင်ခဲ့သေးပါဘူးခင်ဝင်းဝါဆိုရင်ခေါ်မရိုင်းနဲ့သူနဲ့ဆိုတွဲပြီးအလုံးမလုံးချင်ဘူးဆိုပြီးတော့ပြောတဲ့မင်းသားမင်းသမီးတွေလည်းရှိခဲ့ပါတယ်ခင်ဝင်းဝါကိုဒီချက်ပို့ပြီးတော့အောင်မြင်သွားမှာဆိုရင်ဒါကြောင့်ဟန်တားတဲ့သူတွေကိုလည်းမြင်ခဲ့ရပါတယ်ခင်ဝင်းဝါနဲ့အတူတွဲပြီးတော့ဇာတ်ကားမရိုက်ချင်သူတွေထဲမှာသူမထင်ထားတဲ့သူတွေအပြင်ပေါ့နော်တကယ်ကိုမထင်ထားတဲ့သူတွေလည်းပါဝင်နေပါတယ်ဒီစကားတွေကသူနားရဲကိုပြန်ရောက်တဲ့အချိန်မှာဟန်ဆောင်မျက်နှာဖုံးတွေအကြောင်းကိုသိသွားခဲ့ပါတယ်ဒါပေမဲ့ခင်ဝင်းဝါကလူသဘောလူမနောကိုနားလည်သူဖြစ်တာကြောင့်လူအများကြားထဲမှာအလုံးလုံးရင်းနဲ့ဒီလိုစကားသံတွေကတော့ကြားရမှာပဲဆိုတဲ့စိတ်နဲ့ဖြည့်တွေးလိုက်ပါတယ်